ဒေသနာတိကဝိုင်းရာလုံးလေးချစ်စရာတိုင်းဒါနေလို့လားမူပင်မျိုးကမူပင်နဲ့တူနိုင်ကျိုးသားရောက်နေတော်လို့ဆိုရရှိရဲ့ကလူကြလုံးကဆွေးစိတ်တဲ့မလျှော်တဲ့စိတ်ဆန္ဒဗန်တိုင်းနဲ့မူချရောက်ပြီမြို့မှာမွေးဒီနေမှာဒီမွေးရဲ့မြေမဥဝင်းကြွာလန်းလာခဲ့အချိန်မရွေးဆိုင်ဘဝဆောင်လို့ကျူမယ်နှလုံးသားသူစင်ကားပင်အပြုံးချိုချို